Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုကြောက်တဲ့အရာကိုဘယ်လိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့နော်အဲ့ဒါကို afraid of နဲ့လည်းတွဲလို့ရတယ်လို့ scared of နဲ့လည်းပြောလို့ရတယ်ပေါ့နော်နှစ်မျိုးအနေနဲ့ပြောလို့ရတယ် Okay ကြည့်ကြည့်အောင်နော် Okay ကြောက်တာကိုမပြောခင်မှာ verb to be ကိုအရင်လေ့လာရအောင်နော်ဒီ verb to be ရမှာပဲစာကြောင်းကိုရေးနိုင်မှာဖြစ်တယ်ပြောနိုင်မှာဖြစ်တယ်ပေါ့နော် Okay verb to be ဆိုတာက base verb ဖြစ်တယ်ပေါ့နော်ဒီ verb to be ရဲ့ present tense ဖြစ်တဲ့ am is are နဲ့တော့မှဖြစ်တယ်ပေါ့နော် am ဆိုရင် I နဲ့တွဲမယ် is ဆိုရင်အနေနဲ့တွဲမယ် are ဆိုလို့ရှိရင် subject အများနဲ့တွဲမယ်ပေါ့နော် Okay ကြည့်ကြည့်အောင်နော်ခွေးကြောက်တယ်ကျွန်မခွေးကြောက်တယ်ပေါ့နော်ငါခွေးကြောက်တယ်ဘယ်လိုပြောမလဲ verb to be ကဒီမှာ I မို့လို့ subject က I မို့လို့ am နဲ့တွဲပေါ့နော် I am be afraid of ပါမယ်ပေါ့နော် afraid of ပြီးအနောက်မှာကျတော့ကိုကြောက်တဲ့အကြောင်းအရာထည့်ပေါ့နော်ဒီမှာတော့ dogs ပေါ့နော် dog မှာ s ထည့်ရမယ်ပေါ့နော် a dog ဆိုရင်ခွေးတစ်ကောင်ပဲမရအောင်နော် dogs ကဘာပေါ်မှာရှိတဲ့ခွေးတွေအမျိုးအစားအကုန်ကြောက်တယ် dogs ကဲနောက်တစ်ခုပြောမယ်နောက်တစ်မျိုးလည်းပြောလို့ရသေးရပေါ့နော် I am scared of dogs ဒီမှာကျ scared of နဲ့ပဲသုံးလို့ရနော် afraid of scared of okay နောက်ပုံမှာကြည့်ရအောင်သူကအမြင့်ကိုကြောက်တယ်ပေါ့နော် okay အဲ့ဒါဆိုရင် my brother ပေါ့နော်ငါရဲ့အကိုက is afraid of heights အမြင့်ကိုကြောက်တယ် heights ကအမြင့်ပေါ့နော် afraid နောက်တစ်မျိုးကဘယ်လိုပြောလို့ရအောင်မလဲ my brother is scared of heights my brother က subject ကအနေမို့လို့ is နဲ့တွဲတယ်ပေါ့နော် am နဲ့သုံးလို့မရတော့ဘူး am က I နဲ့တွဲတယ်ပေါ့နော်ဒီမှာ subject အနေဆိုရင် is နဲ့သုံးမယ် okay နောက်ပုံကြည့်ရအောင်ငါရဲ့အမကတရေကြောက်တယ်ပေါ့နော်တစေကြောက်တယ်ပေါ့ ghost ဆိုတာတစေတရေပေါ့နော် okay ဆိုရင် afraid of my sister ဆိုတာတယောက်အမတယောက်ထဲမို့လို့ဒီမှာ is နဲ့တွဲမယ်ပေါ့နော် okay verb to be is ဖြစ်သွားတယ်ပေါ့နော် my sister is afraid of ghosts ဒီမှာလည်း s ပါတယ်ပေါ့နော်တရေတစ်ကောင်မှမဟုတ်ဘူးပေါ့နော်ဘာမှရှိတဲ့တရေအမျိုးအစားအလုံးကိုကြောက်တယ်My sister is scared of goats ဒီမှာလဲ scared of ပေါ့နော်အဓိပ္ပာယ်တူတူပဲကြောက်တယ် scared of goats တရေတွေကိုကြောက်တယ် okay ကဲဒီမှာတော့ကိုအကြောင်းပြန်ပြောကြည့်အောင်ငါမွေကြောက်တယ်ဒါမှမဟုတ်လဲမွေမကြောက်ဘူးဆိုရင် I am not afraid of I am not scared of okay ဆိုလို့ရှိရင်ဒီကွက်လက်လေးကို comment မှာဖြည့်ပေးခဲ့လို့ရပါတယ်ခုလိုမျိုးအင်္ဂလိပ်စာတွေကိုနေ့စဉ် pattern တစ်ခုစီလေ့လာသွားမယ်ဆိုလို့ရှိရင် Slow English Channel ကို subscribe လုပ်ထားရအောင်နော် See you